အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ထုံးစံတိုင်းပဲ negative ပုံစံစာပိုက်လေးတွေကိုတူတူလိုက်ဖတ်ကြည့်အောင်เนาะโอเคပထမဆုံးได้ยินရဲ့အဓိပ္ပာယ်ကတော့ကြားရသည်ကြားရတာကိုထိုင်လို့ได้ยินလို့ပြောပါတယ်เนาะไม่ได้ยินไม่ရဲ့အဓိပ္ပာယ်တော့မဘူးဆိုတဲ့အငင်းစကားလုံးဖြစ်ပါတယ်မလုပ်ဘူးမသွားဘူးမစားဘူးဆိုလို့ရှိရင်ไม่အပေါင်းကရိယာနဲ့သုံးပြရပါတယ်ဆိုတော့ไม่ได้ยินမကြားရဘူးไม่ได้ยินမကြားရဘူးไม่ได้ยินเสียงအတစ်ပိုလာတဲ့စကားလုံးလေးเสียงရဲ့အဓိပ္ပာယ်အတန်เสียงအတန်ไม่ได้ยินเสียงအတန်မကြားရဘူးไม่ได้ยินเสียงพูดไม่ได้ยินเสียงพูดရဲ့အဓိပ္ပာယ်ဆိုပြောသည်ဆိုတာพูดအဲ့တော့ဒီညမှာไม่ได้ยินเสียงพูดဆိုတော့ပြောတဲ့အတန်ကိုမကြားရဘူးဆိုတော့ဒီညမှာเสียงနဲ့พูดနဲ့ပေါင်းသွားမှာပေါ့နော်เสียงพูดပြောတဲ့အတန်ไม่ได้ยินမကြားရဘူးไม่ได้ยินเสียงพูดဆိုတော့ပြောတဲ့အတန်ကိုမကြားရဘူးနောက်ဆုံးတစ်ကြောင်းไม่ได้ยินเสียงพูดเลยครับไม่ได้ยินเสียงพูดเลยครับအဲ့ဒီမှာအသက်ပိုလာတဲ့เลยครับအတုံးလုံးလေးပြောပါမယ်เลยရဲ့အဓိပ္ပာယ်တော့ကျွန်တော်တို့ဒီနေရာမှာသုံးထားတဲ့အတုံးအနှုံးကမိုက်နဲ့တွားပြီးတော့သက်ဆိုင်နေပါတယ်ဒီစာကြောင်းမှာပေါ့နော်အဲ့တော့မိုက်เลยအဓိပ္ပာယ်လေးကတော့လုံးဝမဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်လုံးဝမတွားဘူးလုံးဝမစားဘူးအဲ့လိုပုံစံဖြစ်ပါတယ်ဆိုတော့ไม่ได้ยินเสียงพูดเลยครับရဲ့အဓိပ္ပာယ်တော့ခမရဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ယောက်ျားလေးတွေသုံးတဲ့အတုံးလုံးဖြစ်ပါတယ်ခမရပေါ့နော်ဆိုတော့ไม่ได้ยินเสียงพูดเลยครับပြောနေတဲ့အတန်ကိုလုံးဝမကြားရဘူးခမရဆိုတဲ့အဓိပ္ပာယ်ไม่ได้ยินเสียงพูดเลยครับအဲ့တော့ဒီညမှာครับကိုကျွန်တော်တို့ ครับလို့တူတူလေးနဲ့တုံးခြင်းလဲမှန်ပါတယ်เนาะဆိုတော့ไม่ได้ยินเสียงพูดเลยครับပြောနေတဲ့အတန်ကိုလုံးဝမကြားရဘူးခမရလို့အဓိပ္ပာယ်ရပါတယ်